ဒါလေးကတော့မို့ရနဲ့အိတ်တက်တူတွေမို့ရမှအရင်အိတ်ချင်တဲ့တူတွေဆိုရင်ပေါ့နော်မို့ရဝယ်တဲ့အချိန်ကျရင်ဂျင်းမမိအောင်လို့ဒီဗီဒီယိုကအဆုံးထိကြည့်ပါရှင်ဒါကတော့ share ဗီဒီယိုတစ်ပုဒ်ပေါ့နော်ကျွန်မက share မှာတော့ share မှာပဲဒါပေမဲ့ share လို့လည်းနားမလဲဘူးနည်းနည်းပါးပါးပဲနားလဲဒီဗီဒီယိုလေးကိုလည်းကိုကြည့်ပြီးတော့ပေါ့နော်ဆုံးဖြတ်ကြည့်တဲ့ကတော့မို့ရဝယ်တာတဲ့မို့ရပေါ့နော်ပတ်စံနေသေးအများကြီးပေးပြီးဝယ်တာဝယ်ပြီးကြည့်လိုက်တော့အထက်မှာဂျုံနဲ့ဗာလဲစပလိန်ပဲပါဘောနော်ဘာမှမပါဘူးကန်ကောင်းတယ်မွေဝင်ခွေနေတော့ကန်ဆိုရင်ကိုကပေါက်ခံရအောင်မှာဒါကတော့ရှင်တို့ဝယ်ချင်တဲ့ဒီတော့မို့ရနော်မို့ရတခုဝယ်မယ်ဆိုတေချာစဉ်းစားပါလို့ဘာမှမပါဘူးမို့ရတခုနေဆို4 သိန်း5 သိန်းဒါမဲ့ဂျင်း this is ဂျင်းဒါဘာလို့ခေါ်လဲမသိရှင်မြုပ်လားဘာလဲမသိဘူးကောက်ယူတော့မဟုတ်ဘူးတော့ဘာနဲ့လို့လည်းမသိပါဘူးရှင်မယိုးတို့ credit ပေးပါလေကျွန်မရှင်းလို့မတတ်ပါဘူးတမင်းဗီဒီယိုလို့ကျွန်တော်တင်လိုက်တာပါရှင်